တရားမလွယ်တမားမကယ်ဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ကဲဆိုတော့တရားကမလွယ်သင့်ဘူးလားချစ်တော်မိတ်ဆွေတို့ဒီကနေ့တရားလို့ပြောလိုက်ရင်မြောက်များစွာရှိပါတယ်ဘာသာမြောက်များစွာမှာလည်းတရားအများကြီးရှိတာဖြစ်ပါတယ်ဒီကနေ့တမန်ကျမ်းစာမှာလည်းတမန်တရားရှိတာဖြစ်တယ်လို့ဓမ္မတရားရှိတယ်ထို့ပြင်မကပဲနဲ့ကိုချင်းတရားရှိမယ်ထို့ပြင်မကပညတ်တရားရှိမယ်သေချင်းတရားရှိမယ်အပြစ်တရားရှိမယ်စသဖြင့်နဲ့တော့မေတ္တာတရားတွေတော့အများကြီးရှိမှာဖြစ်တယ်ဆိုတော့အဲ့ဒီတရားတွေနဲ့ကျွန်တော်လူသားတွေဒီပုထုဇဉ်လူမောဟထုဆိုတဲ့လူသားတွေကိုအံဝင်ခွင်ချဖြစ်သလားတဟဇာတာဖြစ်သလားတကယ်ကိုကောင်းတဲ့တရားဆိုတဲ့အဲ့ဒီကောင်းတဲ့တရားတိုင်းကောင်းတဲ့လူတွေကျွန်တော်တို့တိဆောက်နိုင်သလားဆိုတော့ဒီကောင်းစဉ်ကြည့်တဲ့အခါမှာတရားမလွယ်သမားမကယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့အတွက်ဘာများမလွယ်တဲ့အရာဘယ်ဟာများမကယ်တဲ့အရာရှိနေပါသလဲဒါကိုဆင်ခြင်ဖို့ရန်လိုအပ်တာဖြစ်ပါတယ်ကဲဆိုတော့တမန်ကျမ်းစာတနေရာမှာဘလို့ဖော်ပြထားတယ်လဲဆိုတော့ယောမဩဝါဒစာအခန်းကြီး8အပိုင်ငယ်1ထဲမှာယေရှုခရစ်၌တည်၍အသက်ရှင်စေသောဝိညာဉ်တော်၏တရားသည်အပြစ်တရား၏လက်မှ၎င်းသေခြင်းတရား၏လက်မှ၎င်းငါ့ကိုကယ်လွတ်ပြီအပြစ်တရားရှိတယ်နော်သေခြင်းတရားရှိတယ်အဲ့ဒီနှစ်ခုစလုံးကငါ့ကိုကယ်လွတ်ပြီတဲ့ကဲဆိုတော့တရားလို့ပြောလိုက်ရင်မလွယ်တာတော့သေချာတယ်သို့တော်လည်းပဲဒီမှာကျွန်တော်တို့ကိုလွယ်ကူစေတဲ့နီလန်းလေးတစ်ခုလည်းကျွန်တော်တို့တွေ့ရချင်းဖြစ်တယ်ဆက်လက်ပြီးတော့တရားနဲ့ပတ်သက်မှကျွန်တော်လေ့လာသွားကြည့်ရအောင်တရားဆိုတာတော့မပယ်ကောင်းဘူးတဲ့ဗမာအဆိုเนาะတရားနဲ့ပတ်သက်ရင်ဘာသာတရားပဲဖြစ်ဖြစ်လူမှုရေးကျင့်ဝတ်တရားပဲဖြစ်ဖြစ်เนาะထို့ပြင်မကပညာတရားပဲဘယ်ဟာမဆိုတရားလို့ပြောလိုက်ရင်မတရားတဲ့အရာရဲ့စန့်ကျင်ပဲဖြစ်တာကိုမတရားတာတော့ဘယ်သူကကြိုက်မလဲသို့တော်လည်းပဲကျွန်တော်တို့တရားတာကိုသိရသားနဲ့တော့တရားအောင်မလုပ်နိုင်တာကျွန်တော်လူသားတွေဖြစ်တယ်ဆိုတော့ဒါကြောင့်ပဲတရားမလွယ်သမားမကယ်ဆိုတဲ့ဒီခေါင်းစဉ်လေးနဲ့ကျွန်တော်ဒေသနာကိုလေ့လာဖို့ဖြစ်ပါတယ်ဒါကြောင့်တရားကိုလုံးဝမပယ်ကောင်းဘူးတဲ့တရားလို့ပြောလိုက်ရင်ကျွန်တော်တို့ယူငင်စရာတွေပဲဖြစ်ပါတယ်ဒါကြောင့်ပဲတရားနဲ့ဖျားနဲ့ကြည်လိုက်တဲ့အခါမှာတရားကိုမပယ်ကောင်းဘူးဆိုရင်ဖျားကလည်းပဲကျွန်တော်တို့မပယ်ကောင်းတာဖြစ်ပါတယ်เนาะတချို့ကတော့မိမိနဲ့အဆက်တဲ့တရားတွေကိုယူတယ်ဖျားကိုတော့ပယ်တယ်เนาะဒါတွေကိုကျွန်တော်တို့လောက်တတ်ကြတဲ့လူသားမျိုးတွေဖြစ်တတ်ကြပါတယ်ဆိုတော့နောက်တနည်းနဲ့ပြောမယ်ဆိုရင်တရားဆိုတာတော့တဘိုးဖြစ်တယ်ဖျားဆိုတာတော့တကူဖြစ်တယ်ကဲရိုးရိုးလေးပဲကျွန်တော်တရားဆိုတာတဘိုးလို့ပြောလိုက်ရင်ကျွန်တော်ရဲ့လူသားတွေရဲ့အသက်တာကိုထုစစ်ပေးဖို့စံချေစံညွှန်းဖြစ်တယ်တဘိုးကျွန်တော်ထမ်းเสียတဘိုးရှိတယ်ဆိုတော့ဒါကြောင့်ပဲဒီတဘိုးကိုကိုယ့်ဟာကိုထမ်းကြည့်ဆိုရင်နော်အထူးသဖြင့်တရားနဲ့ကျွန်တော်တို့ကိုယ့်ရဲ့အသက်တာရဲ့နိယာမကိုတိဆောက်သွားမယ်ဆိုရင်တော့တော်တော်လေးခက်မှာဖြစ်တယ်ဒါကြောင့်ပဲယေရှုခရစ်တော်ဘုရားကဝင်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံတို့လာကြလော့ငါသည်ချမ်းသာပေးမည်တဲ့ငါထံမှာနီးခံကြပါတဲ့ငါရဲ့တရားငါတဘိုးကိုတင်၍ထမ်းကြပါငါရဲ့တရားကနူးညံ့သိမ်မွေ့တာဖြစ်တယ်လွယ်ကူပေါ့ပါတာဖြစ်တယ်လို့ခေါ်ဖိတ်ထားခြင်းဖြစ်ပါတယ်ဆိုတော့အသေးချတာတော့ကျွန်တော်တို့လူသားတွေအားဖြင့်စ조사ရုံးကံမဲ့တရားဆိုရင်မလွယ်ကူတာဖြစ်ပါတယ်ကဲအဲ့ဒီတော့ကြောင့်တရားကတဘိုးတဲ့ဆိုတော့ကျွန်တော်တို့ဒီတဘိုးနဲ့ဒါကိုယ့်ဟာကိုယ်ထမ်းပြီးမှသွားကြည့်ဆိုရင်တော့ကိုယ့်အတက်နဲ့ကိုယ်စူးတယ်ကိုယ့်အကြံနဲ့ကိုယ်ပြူးတယ်ဆိုသလိုပဲကျွန်တော်ဖြစ်ကြမှာဖြစ်တယ်အဲ့လိုမဖြစ်ဖို့ရန်ဒီတရားကမလွယ်တော့လည်းပဲလွယ်ကူမဲ့နီလန်းကိုဘုရားသခင်ကပြင်ဆင်ပေးတာဖြစ်တယ်ဆိုတော့တရားမလွယ်ဆိုတဲ့အတိုင်းပဲတမန်ကျမ်းစာမှာကျွန်တော်လေ့လာကြည့်တဲ့အခါတရားကဘာနဲ့တူတယ်လဲဆိုတော့မန်တစ်ချက်နဲ့တူတယ်နော်ထို့ပြင်မကပဲနဲ့ဒီတရားကစံတရက်ဖြစ်ပါတယ်မန်တစ်ချက်နဲ့စံတရက်ဖြစ်တယ်ဆိုတော့ဒါတရားကလူသားတွေအတွက်မလိုဘူးလားသိတ်ကိုလိုတာဖြစ်လို့တမန်တရားဆိုတဲ့ကျမ်းစာတအုပ်လုံးဘုရားရှင်ကကျွန်တော်တို့ကိုပေးလိုက်တာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ ਨੇ ဒီတရားကတဟဇာတာဖြစ်ဖို့လိုနေလင့်ကစားကျွန်တော်လူသားတွေကတဟဇာတာမဖြစ်တာတော်တော်များများဖြစ်တတ်တာဖြစ်တယ်เนาะအဲ့ဒီအတွက်ကြောင့်တရားကသူဟာသူမန်တချက်ကဲ့သို့ရှိနေပြီးတော့တရားကနော်စံနှုံးတရက်ကဲ့သို့ရှိနေပြီးတော့လူတွေနဲ့ပြသားတလန်းတန်တလန်းဖြစ်တတ်တာဖြစ်တယ်အဲ့ဒါကြောင့်ပဲတရားမလွယ်ဘူးတဲ့သမားမကယ်ဘူးဆိုတာကိုကျွန်တော်တို့လေ့လာတွေ့ရှိရခြင်းဖြစ်တယ်ကဲဒါကိုကျွန်တော်ဆင်ခြင်ရအောင်တရားလို့ပြောလိုက်ရင်အခုနတမန်ကျမ်းစာတစ်ချက်မှာကျွန်တော်ဖတ်တဲ့အတိုင်းပဲယောမအခန်းကြီး10ပိုင်းငယ်1ထဲမှာပေါ့နော်ပြစ်တရားဆိုတာရှိတယ်သေခြင်းတရားဆိုတာရှိတယ်အဲ့ဒီတရားတွေစီကနဲ့ကျွန်တော်တို့ကိုလွတ်စေတာဖြစ်တယ်တဲ့အဲ့ဒီလွတ်မြောက်ရာလမ်းတော့ကျွန်တော်ကတေးချာသိထားဖို့လိုအပ်တာဖြစ်တယ်နော်သိတယ်လို့နဲ့ကောင်းကောင်းမသိရင်လည်းပဲခရီးမရောက်ဘူးရှိတယ်လို့နဲ့မေရမရှိရင်လည်းပဲကျွန်တော်တို့မှာတီးဆောက်ဆရာမဖြစ်ဘူးပြဆရာမရှိဘူးညွှန်းဆရာမရှိဘူးဆိုတာကိုသဘောပေါက်နားလည်ဖို့ဖြစ်တယ်ကဲအဲ့ဒီအတွက်ကြောင့်တရားမှာတော့မှသေခြင်းတရားအပြစ်တရားစသဖြင့်နဲ့ကျွန်တော်တို့ကယ်တင်ခြင်းတရားဒါတွေကိုကျွန်တော်တွေ့ရခြင်းဖြစ်တယ်နော်ဒါကြောင့်ပဲသေခြင်းတရားလို့ပြောရင်တော့
အပြစ်ရဲ့အခါကသေခြင်းလို့နော်တမန်ကျမ်းစာမှာဖော်ပြထားတာဖြစ်တယ်ဆိုတော့အဲ့ဒီအပြစ်တရားကနဲ့ကျွန်တော်တို့ဘယ်နည်းဘယ်ပုံနဲ့ကျွန်တော်တို့ကိုယ့်အားကိုယ်ကူပြီးမှလွတ်မြောက်နိုင်မှာမဖြစ်နိုင်ဘူး